ဘီလီယံနာတတိမကြီးဖြစ်တဲ့ရောက်ခမဟာသူ့ချွေးမတစ်ဆက်ဆက်ရဲ့စိတ်ရင်းကိုတည်ကျင်တာကြောင့်ထူးဆန်းတဲ့စံတက်ချက်တစ်ခုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာသူ့မျက်နှာမှာခွေးချီးတွေကိုတမင်လူပြီးတကိုယ်လုံးညစ်ပတ်ပြီးနန်စော်နေတဲ့ပုံစံနဲ့ချွေးမဖြစ်သူရဲ့အိမ်တကားကိုတွားခောက်ပါတယ်။တကားပွင့်လာတာနဲ့ချွေးမကိုဖတ်လိုက်ပြီးအော်ဟစ်ငိုယိုပြပါတော့တယ်။ချွေးမလေးပရီယာကတော့အတော်လေးအံ့အားသင့်သွားတာပေါ့။နောက်မှဒါဟာသူ့ခင်ပွန်းရာဂျီရဲ့အမေမှန်းတိလိုက်တာနဲ့ချက်ချင်းပဲအိမ်ထဲကိုဖိတ်ခေါ်ပါတယ်။တစ်ဖက်မှာလည်းစီးပွားရေးလုပ်ငန်းစုကြီးရဲ့ CEO ဖြစ်တဲ့ရာဂျစ်ကတော့အမေဖြစ်သူရဲ့ဒရာမာခင်းနေတာကိုမြင်ပြီးလန့်ဖြတ်သွားပါတယ်။အမေဖြစ်သူဟာအစွမ်းကုန်တရုပ်ဆောင်နေတာကိုသူချက်ချင်းရိပ်မိလိုက်ပြီးရေတောက်နေရင်တောင်တီးသွားတဲ့အထိဖြစ်သွားပါတယ်။ရောက်ခမကြီးကတော့ငါဒီလောက်ညစ်ပတ်နေတာကိုချွေးမကနှာခေါင်းရှုံပြီးမောင်းထုတ်မလားလို့တွေးခဲ့တာပါ။ဒါပေမဲ့ပရီယာကတော့ဘာမှမဖြစ်တယ်လို့ပဲအမေဖြစ်သူကိုအေးအေးဆေးဆေးပြုစုပါတယ်။ဒါနဲ့ရောက်ခမကြီးကနောက်ထပ်ဒရာမာတစ်ဆင့်တက်ပြီးအမေကရွာမှာဝက်တွေချက်တွေကြောင်းပြီးစင်စင်ရဲရဲနေရတာပါအိမ်လေးတောင်ပြိုသွားလို့ကီလိုမီတာ800လောက်လမ်းလျှောက်လာရတာဆိုပြီးလိမ့်ညာပြောပါတော့တယ်ဒါပေမဲ့ပရီယာကတော့မျက်စိလဲသွားပါတယ်ဘာလို့လဲဆိုတော့အမေဖြစ်သူရဲ့လက်ဘေးမှာတံပိုးကြီးစိန်လဲဆွဲကြီးဝတ်ထားလို့ပါရာဂျစ်ကချက်ချင်းချဖြတ်ပြီးအမေကရွာမှာနေပေမဲ့နှိမ့်ချက်တန်ဆိုင်ကအတူတွေဝေးရတာဝါသနာပါလို့ပါဆိုပြီးလိုက်ဖုံးပေးရပါတယ်ပရီယာကယုံကြည်သွားပြီးအမေဖြစ်သူကိုတနာသွားတာကြောင့်ဒါဆိုရင်အမေတယောက်တည်းမထားတော့ဘူးကျမတို့အလုပ်တွေထွက်ပြီးရွာမှာလိုက်နေမဲ့အတူတူဝက်ကြောင်းပေးမယ်လို့ပြောလိုက်တဲ့အခါတားမိနှစ်ယောက်စလုံးစွန့်သွားပါတော့တယ်ဒါပေမဲ့ဒီထက်ပိုကြီးတဲ့လှုပ်ဝက်ချက်ကပရီယာစီမှာရှိနေပါတယ်ပရီယာဟာအိန္ဒိယရဲ့အချမ်းသာဆုံးတထေးကြီးရဲ့သမီးဖြစ်ပြီးအခုတော့ခင်မုန်းဖြစ်သူကိုစင်ရသားလေးလို့ထင်ပြီးအစင်တန်းမခွဲပဲလက်ထပ်ထားတာပါပရီယာစီကိုအိမ်တော်ထင်းစီက message ဝင်လာပါတယ်တခင်မလေးအမြန်ပြေတော့အိမ်တော်ရှင်ကြီးလာနေပြီတခင်လေးရာဂျစ်ကိုတွေ့သွားရင်ပြဿနာတက်လိမ့်မယ်တဲ့ခဏနေတော့ပရီယာအဖေတထေးကြီးကလုံခြုံရေးအပြည့်နဲ့တကားကိုရိုက်ချိုးပြီးဝင်လာပါတယ်ဒါပေမဲ့လူမာပြီးတခြားမိန်းကလေးတယောက်ကိုငါသမီးအိမ်ပြန်ရအောင်လို့တွားပြောမိလို့ဒေါသတကြီးနဲ့ပြန်ထွက်သွားပါတယ်နောက်နေ့အလုပ်သွားတဲ့အခါမှာတော့အလှည့်ပြောင်းကစတာပါပဲရာဂျစ်ကတကယ်တော့ CEO ဖြစ်ပေမဲ့သူဟာလုံခြုံရေးကိစ္စတယောက်ပါဆိုပြီးပရီယာကိုလိန်ထားတာပါပရီယာကရာဂျစ်အတွက်ထမင်းကြိုက်လာပို့တဲ့အချိန်မှာပရီယာရဲ့ရီးစားဟောင်းစမီယာနဲ့တွေ့ပါတယ်စမီယာကပရီယာကိုနားနဲ့ပြတ်သွားပြီးမှဂိတ်ဆောင်နဲ့ယူရသလားဆိုပြီးအထင်သေးစွာနဲ့ထမင်းကြိုက်ကိုမြေကြီးပေါ်ပစ်ချလိုက်ပါတယ်အဲ့ဒီချိန်မှာရာဂျစ်ကဖုန်းတစ်ချက်ဆက်ပြီးဒီကုမ္ပဏီကမန်နေဂျာကိုအခုချက်ချင်းအလုပ်ထုတ်လိုက်လို့အမိန့်ပေးလိုက်ပါတယ်စမီယာကမင်းကဘာကောင်းဖို့လဲလို့မေးတဲ့အခါမှာတော့ရာဂျစ်ကခံရစွာနဲ့ပြန်ပြောလိုက်ပါတယ်ငါကရှာရီတာဂရုရဲ့ပိုင်ရှင်ရာဂျစ်စင်ပဲအားလုံးအံ့အားသင့်သွားပြီးစမီယာလည်းကုမ္ပဏီကနေအထုတ်ခံလိုက်ရပါတယ်။နောက်ဆုံးမှာတော့ရာဂျစ်နဲ့ပရီယာတို့ဇနီးမောင်နှံဟာတယောက်နဲ့တယောက်လှုပ်ဝက်ချက်တွေအားလုံးကိုဖွင့်ပြောလိုက်ပြီးလက်ချင်းချိတ်ကပျော်ရွှင်စွာထွက်ခွာသွားကြပါတော့တယ်။